ကိုအမြဲတမ်းတတိထားနေခြင်းဟာအသိပညာတိုးတက်ခြင်းအကြောင်းတရားထုတ်တယ်ဆိုတာလေကိုယ့်ကိုယ်တတိထားနေခြင်းသာဖြစ်တယ်ခုနကကိုယ်စိတ်ထဲမှာစိတ်ဓာတ်နုပဒနာလို့ဆိုတဲ့ထဲမှာနော်ငါစိတ်ဟာလောဘတွေနဲ့အဖြစ်များသလားဒေါသတွေနဲ့အတွဲများနေသလားမောဟတွေနဲ့အတွဲများသလားအဲ့တော့လောဘဒေါသဆိုတာကိုယ်ရင်ထဲမှာအမြဲဖြစ်နေတာမဟုတ်တော့မကြမကြလာတွဲတာဆိုတာထင်ရှားတယ်ကိုယ်အဝတ်မှာဖြူစင်အောင်ဖွတ်ထားတဲ့အဝတ်ကလေးဟာအမြဲတမ်းနွမ်းနေတာမဟုတ်ဘူးနွမ်းနေတဲ့အညစ်အကြေးဟာပြင်ဘက်ကလာတာဖြစ်တယ်ထို့တူပဲစိတ်ထဲဟာလည်းပဲလောဘအမြဲဖြစ်နေတာမဟုတ်သည့်အတွက်ကြောင့်လောဘဟာအကြောင်းတိုက်ဆိုင်မှာပေါ်လာတာဖြစ်လို့ဒါအညစ်အကြေးတစ်ခုလို့မှတ်ရမှာဖြစ်တယ်ဒေါသဆိုတာလဲအာယုတစ်ခုနဲ့ပတ်သက်လာပြီးတော့အသင်တင်နှလုံးမသွင်းတတ်လို့ဒေါသဖြစ်เสียအာယုနဲ့တွေးတဲ့အခါမှာဒေါသဖြစ်လာဒါလည်းစိတ်ရဲ့အညစ်အကြေးလို့ခေါ်တယ်မောဟဆိုတာဆင်ញင်သုံးသပ်ရမယ့်အချိန်မှာဆင်ញင်သုံးသပ်နိုင်စွာမရှိဘူးဆုံးဖြတ်နိုင်စွာမရှိဘူးဆိုတဲ့အခါမှာမောဟဆိုတာဝင်လာတာဖြစ်တယ်အဲ့တော့မောဟဆိုတာလေအပြင်ကလာတဲ့ရောက်လာတဲ့အရာသားလည်းဖြစ်တယ်လူရဲ့ခန္ဓာကိုယ်မှာရောက်လာတဲ့အညစ်အကြေးတွေဟာပြင်ပကနေပြီးကိုယ်ကိုရောက်လာတာဖြစ်တယ်ထို့တူပဲစိတ်ရဲ့အညစ်အကြေးတွေဟာလည်းပဲယမယံကပေါ်လာတာဖြစ်လို့အဲ့ဒါတွေကိုရှင်းပြတာကမ္မထာတရားအထုတ်ခြင်းပဲဒီလိုဆိုတာနော်ဒါကမ္မထာအထုတ်ခြင်းရဲ့အဓိပ္ပာယ်ကအဲ့ဒါမရှင်းမဲနဲ့ဒါတွေကိုပြန်ပြီးတော့လက်ရခေါ်နေတဲ့အကျင့်မျိုးတွေကလည်းရှိသေးတယ်လက်ရခေါ်ပြီးဘယ်နှစ်နာရီထိုင်နိုင်နေမလို့လူရှိသေးလားဆိုတာအဲ့ဒါမကောင်းတဲ့စိတ်တွေကိုပြန်ပြီးတော့ခေါ်သွင်းနေတာနဲ့တူတူပဲကိုယ့်ရဲ့နှလုံးထဲမှာအဲ့ဒါကိုမမနာတွေဖြစ်တယ်အဲ့ဒါလို့ဖြစ်လာလို့ရှိရင်ဒါတရားမဟုတ်တော့တရားရဲ့စัจ မဲ့အတ္တမတွေဝင်နေတာပဲဒီလိုပဲဖြစ်တယ်အဲ့ဒါကြောင့်မို့တကယ်သူတော်စင်သူတော်မြတ်မှာစိတ်ရဲ့အညစ်အကြေးတွေဆိုတာရှိုးစွာသိရအခုပြောခဲ့တဲ့လောဘဆိုတာစိတ်ရဲ့အညစ်အကြေးဒေါသဆိုတာစိတ်ရဲ့အညစ်အကြေးမောဟဆိုတာစိတ်ရဲ့အညစ်အကြေးအဲ့ဒီရဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားအထောက်အောင်အဲ့ဒီလိုစိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုလို့ရှိရင်ကိုယ်စိတ်လေးဟာဖြူစင်တန်ရှင်းနေတဲ့စိတ်ကလေးဖြစ်သွားတယ်အညစ်အကြေးဆိုတာအမြဲတမ်းဆွဲမှာမဟုတ်ဘူးအမြဲတမ်းဆွဲနေတာမဟုတ်ဘူးသို့တော့အချိန်များစွာပုထုဇဉ်နေမှာတော့အညစ်အကြေးကဆွဲမြတ်တာဆွဲတာပို့ပြီးတော့များလာတော့အလေးအကျင့်ကြီးလို့ဖြစ်လာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရတဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာဆွဲနေတဲ့လောဘအညစ်အကြေးကိုအလောဘနဲ့ဖယ်ရှားရမယ်ဆွဲနေတဲ့ဒေါသအညစ်အကြေးကိုမေတ္တာဆိုတဲ့အရောဓနဲ့ဖယ်ရှားရမယ်ဆွဲနေတဲ့မောဟဆိုတဲ့အညစ်အကြေးကိုအမောဟဆိုတာနဲ့ဖယ်ရှားတာအဲ့ဒါကိုဇာကရိယာနုယောဂနိုးကြာကြိုးစားခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့အဲ့ဒါကိုပဲကမ္မထာအထုတ်ခြင်းလို့သူတို့ပြောတယ်အဲ့တော့ကမ္မထာအထုတ်တာရဲ့အနှစ်သာရကကိုယ်စိတ်လေးကိုဒီတိုင်းပြစ်မထားပဲနဲ့တတိနဲ့ပညာနဲ့ထိန်းချုပ်ပြီးစိတ်ထဲမှာဆွဲကပ်နေတဲ့အညစ်အကြေးတွေကိုဆေးကြောတန့်စင်မှုပြုလုပ်ခြင်းပဲဖြစ်တယ်နော်ဆေးကြောတန့်စင်တာဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်တာပဲဖြစ်တယ်အဲ့လိုဆေးကြောတန့်စင်တဲ့အလုပ်ကိုလုပ်လိုက်လို့စိတ်လေးကလုံးဝဖြူစင်သွားပြီအညစ်အကြေးတွေဟာထပ်ပြီးတော့မကတ်တော့ဘူးဆိုရင်ဒါစိတ်ကိုအောင်နိုင်သူဖြစ်သွားပြီအဲ့ဒီကြရင်စိတ်ဟာကိုယ့်ရဲ့ဆန္ဒအတိုင်းကိုထားတဲ့နေရာနေတယ်ဥပမာမဲ့လူတွေရဲ့မျက်မျက်နှိုးနှိုးရှာဖွေစုဆောင်းနေကြတဲ့ရွှေဆိုတဲ့တတ္တုတစ်ခုအချင်းအဲ့ဒီရွှေဆိုတဲ့တတ္တုမှာမလိုလားတဲ့တခြားရောပါနေတဲ့တတ္တုတွေကိုသတ်ဆင်မှုရွှေကိုနားလဲတဲ့ပရိဆရာတွေကရွှေထဲမှာပါတဲ့အညစ်အကြေးတွေကိုမိဘူးပေးလိုက်အေးပေးလိုက်နဲ့သတ်ဆင်ပြီးတော့ပေးကြတယ်နောက်ဆုံးမှရွှေစင်ဆိုတာဖြစ်သွားတယ်အညစ်အကြေးတွေကိုထုတ်လိုက်တော့မှရွှေဟာတတ်ရှင်စင်ကြယ်သွားပြီးတော့ရွှေစင်ရွှေနှစ်ကိုရတယ်ပေါ့အဲ့ဒီလိုရွှေအနှစ်ဖြစ်ပြီးဆိုတဲ့အခါမှာလူတွေရဲ့မျက်မျက်နှိုးနှိုးပန်းစင်ကြတဲ့ဒီယရဏပစ္စည်းဖြစ်ပြောင်းလဲပြီးတော့ဝတ်ဆင်ကြတာဖြစ်သွားတယ်ပေါ့
အဲ့ဒါလိုပဲလူရဲ့စိတ်ဟာအငြိကြီးတွေရောနေမယ်ဆိုရင်ကျွတ်ဆက်နေထားတဲ့နေရာမနေဘူးစိတ်လောဘဟာစဉ်းစားကြည့်လောကလူတွေဟာဂုဏ်သိက္ခာကြတာလောဘကြောင့်ကြတာဒေါသကြောင့်ဂုဏ်သိက္ခာတွေကြတယ်မောဟကြောင့်ဂုဏ်သိက္ခာတွေကြတယ်